ကိုပိုင်ဝင်နဲ့ကိုပတ်စံကိုတုံးပြီးတော့ဝယ်ပစ္စည်းနဲ့ကိုမေစီကတောင်းပြီးဝယ်ပစ္စည်းအရန်กว่าတယ်ပြီးလုပ်ငန်းရှင်တွေဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်ကအတန်ဆုံးများတယ်အဲများရင်မတန်ဆွမ်းဆိုတော့မခန့်ရင်ညအောင်မလုံးနိုင်ပါဆိုလို့ဆိုရစိတ်နဲ့ဆိုတော့အဲကြောင့်နောက်တော့အေးအတင်းတော့တက်ပြီးတော့မှတော့ကိုပိုင်လုပ်ငန်းလုံးမအဆင်ပြေမယ်ဆိုရစိတ်နဲ့ဖွင့်ခဲ့ဟုတ်နော်အိမ်မကတမျိုးပြောင်းလာကျွန်တော်ကွန်ပျူတာဆိုင်နဲ့ကွန်ပျူတာသင်တန်းနဲ့မိတ်ကျူဆိုင်ကိုတွဲပြီးဖွင့်နေတာအဲ့ဒီမှာကျွန်တော်ရဲ့မတန်ဆွမ်းနေတဲ့အတူလုပ်ပြီးတော့လောက်ကင်ချင်တာအဲ့ဒီအိမ်မှာရှိပါတယ်စားလို့ဖြစ်တယ်ကျွန်တော်2019လောက်ကအလုံးစားလို့ပြပါဆိုတော့ကျွန်တော်ကဒီအမီကိုကင်းနဲ့ရက်တီချင်းနဲ့စိတ်ကြောင်နေပါဆိုတော့နောက်ပြနော်မိဘစီရမဟုတ်ဘူးလက်ဖြတ်မတောင်းချင်အဲ့ဒီရွယ်ရနေပြီးတော့နော်အလုံးစားလို့ပြတာ2019လောက်တည်းက2019လောက်ကျော်ကိုဗစ်ကာလနဲ့ဆိုတော့ကြောင်းနာလိုက်ရတယ်လေအဲအကြောင်းနာပြီးတော့မှကျွန်တော်အလုပ်စားလုပ်ဖြစ်တာအခုထိကွန်ပျူတာအခုဒီပန်းရောက်တာ2025ကြီးပေါ့အလုပ်စားလုပ်ပြီးတော့ကွန်ပျူတာသင်တန်းဖွင့်တာအကြောင်းမကြားသေးဘူး9လပိုင်း9ရက်နေ့ကဖွင့်ထားတာဆိုတော့9လကျော်လောက်ပဲရှိသေးတယ်အမေစီကအမဟုတ်ဘူးမတောင်းချင်လို့ဆိုပြီးတော့ကိုယ့်ကိုဈေးရဲသွားပြီးပြောင်းပြုတ်အရင်ဆုံးဝယ်ပြီးတော့ကိုယ့်ကိုပြုတ်ချောင်းလာရောင်းရင်းမှာလူသိရများလာတော့နောက်ပိုင်းပြောင်းပြုတ်ရတယ်တိတ်ပြီးတော့မမြတ်တော့ပန်းအောင်နှစ်ပတ်ကိုလှည့်လိုက်တာကျွန်တော်3လသားရွယ်မှာဖြစ်သွားတာ3လသားရွယ်မှာအဖျားလုံပြီးတော့မှစီးထိုးတဲ့အချိန်မှာပိုလီယိုဘိုးကအောင်းနောက်ထပ်ရောက်သွားပြီစီးနဲ့ပိုလီယိုဘိုးတွေ့တဲ့အချိန်မှာပိုလီယိုဘိုးကအောင်းနောက်ထပ်ရောက်သွားပြီးဖြစ်သွားတာဟုတ်အလုံးစုံများကုန်ရှိသွားဆိုရဲဆောင်းဖို့တော့တိပါတယ်လူပြိုပေါက်ရွယ်ဆိုတော့ရှက်တာနဲ့ဆိုတော့ကွန်ပျူတာသင်တန်းအရင်ရှောက်အလုပ်ရမလားပေါ့ရှောက်ပြီးတော့မှတက်ခဲ့တက်ပြီးတော့ကျွန်တော်သင်တန်းပြီးတော့စုလဲရတယ်သင်တန်းပြီးတော့အလုပ်သားရှောက်တယ်နောက်ပြီးလုပ်ငန်းရှင်တွေဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်ကအတန်ဆုံးများတယ်အဲများရင်မတန်ဆွမ်းဆိုတော့မခန့်ရင်ညအောင်မလုံးနိုင်ပါဆိုလို့ဆိုရစိတ်နဲ့ဆိုတော့အဲကြောင့်နောက်တော့အေးအတင်းတော့တက်ပြီးတော့မှတော့ကိုပိုင်လုပ်ငန်းလုံးမအဆင်ပြေမယ်ဆိုရစိတ်နဲ့ဖွင့်ခဲ့ဟုတ်ကျွန်တော်သင်တန်းတက်ခဲ့ဟိုအခက်ခဲဘယ်လောက်ရှိခဲ့လဲဆိုတော့အเจ้าမှာဆိုသူများရဲ့နန်တန်းကိုစားရဆိုတော့အိမ်မှာစားလို့မဟုတ်ဘူးလေခမင်းဆိုရင်ဆန်ကတစ်ချမ်းကအမားချမ်းအပြော့တခါကြရင်မနှက်တာရှိရဟင်းဆိုရင်အခုတိလာပြီငဆုပ်တုံးလေးလေဘယ်မင်းငဆုပ်တုံးလေးမှာနှစ်တုံးမဲ့ရရှင်ကငပြည့်နေဟင်းယူအဲ့လိုစားခဲ့ရဒါပေမဲ့အေးအเจ้าမှကြောက်အဆင်ပြေဒါပေမဲ့ကျွန်တော်တို့မတန်ဆွမ်းနေကိုယ်တိုင်ချက်ရရဲဆိုတော့အဟင်းအတိရမလားသိပြီးအဆင်မပြေရရှိအဲ့လိုခက်ခဲရောရှိရမတန်ဆွမ်းများရမတန်ဆွမ်းနေအတွက်ပဲအကြည့်ကထားပြီး target ထားတာဟုတ်ဆိုတော့မတန်ဆွမ်းများရမတန်ဆွမ်းနေကြကိုယ်ရလုပ်ငန်းရှိနေတာလုံးခန့်ကျင်ကြဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်အဆင်ပြေသွားရခုနတင်တဲ့အောင်မြင်သွားရဆိုရင်ကျွန်တော်ရဲ့မတန်ဆွမ်းကိုပြန်ပြီးတော့ကျွန်တော်အလုပ်မှာပြန်ပြီးတော့ခေါ်ပြီးတော့ပြန်သင်ကြားပြီးမယ်တို့အလုပ်ကိုင်ပြန်ပြီးဖန်တီးပေးခြင်းနဲ့စိတ်နဲ့လုပ်ဖွင့်ခဲ့ရပါကိုပိုင်ဝင်နဲ့ကိုပတ်စံကိုတုံးပြီးတော့ဝယ်ပစ္စည်းနဲ့ကိုမေစီကတောင်းပြီးဝယ်ပစ္စည်းအရန်กว่าတယ်နော်အိမ်မကတမျိုးပြောင်းလာကျွန်တော်ကွန်ပျူတာဆိုင်နဲ့ကွန်ပျူတာသင်တန်းနဲ့မိတ်ကျူဆိုင်ကိုတွဲပြီးဖွင့်နေတာအဲ့ဒီမှာကျွန်တော်ရဲ့မတန်ဆွမ်းနေတဲ့အတူလုပ်ပြီးတော့လောက်ကင်ချင်တာအဲ့ဒီအိမ်မှာရှိပါတယ်ပန်းရောက်တာကြောင့်နော်မနက်ပိုင်းကိုဖျားပန်းရောက်နေမနက်ပိုင်း6နာရီပဲလောက်ဆိုကျွန်တော်ထားပြီး9နာရီလောက်ဆိုပန်းရောက်9နာရီထိုးလောက်ဆိုရင်နားပြီအဲ့နားတဲ့အချိန်ကျကျွန်တော်ဒီ coffee corner နဲ့ recycle ပြန်လုပ်တဲ့ဆွဲချင်းလေးရှိရဖျားရှိရအဲ့ထိုးရညနေပိုင်းကျတော့ဖျားပန်းပြန်ထွက်တယ်ညပိုင်းကျမှကွန်ပျူတာသင်တန်းပြန်တာအဲ့လိုပြောရချင်းပြောတဲ့အချိန်ရောအရန်စိတ်ကြခဲ့ဒါပေမဲ့ကျွန်တော်အမေရှိရလေကျွန်တော်အမေကကျမ်းမာရေးမကောင်းတဲ့အတွက်အမေရှိတဲ့အတွက်ကြောင့်ငါရှိမှဖြစ်မယ်ဆိုတဲ့စိတ်နောက်ပြအမေကိုစီးဖို့တစ်လောက်2သိန်း3သိန်းလောက်အရှာပေးရအဲ့အမှမရှာစီးရအဆင်မပြေဆိုတော့ငါရှိမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့
နောက်ပြီးတော့အမေကလည်းအမေရှိရငါမှအမေရှိသေးရဲ့စိတ်နဲ့ဆက်ပြီးတော့ကြိုးစားနေရမှာဟုတ်မတန်ဆွမ်းဆိုတော့ကျွန်တော်မတန်ပေမဲ့ဆွမ်းနေဒါပေမဲ့ကျွန်တော်မှဆိုမလုံနိုင်တာရခိုင်နှုန်းမှာ80ရာခိုင်နှုန်းမရှိဘူးစိတ်ရကြနေရမတန်ဆွမ်းနေရရှိမှာပါစိတ်ရမကြနေလို့မပြောချင်ဘူးဒါပေမဲ့စိတ်ကြကြ1ရက်ကြရ2ရက်ကြဒါပေမဲ့3ရက်တော့မကြနဲ့အဲဆိုတော့စိတ်ရကြနေလို့ကိုဘာမှဖြစ်မလာဘူးစိတ်ရကြပြီးနောက်ပိုင်းကိုကဆက်ကြိုးစားပါလို့ပြောချင်တယ်နောက်ပြီးတော့ကိုရမဖြစ်နိုင်ဘူးလို့မြင်နေတဲ့အရာကိုဖြစ်နိုင်အောင်ကြိုးစားပါကျွန်တော်ဆိုရင်အခုလမ်းမလျှောက်နိုင်ဘူးဒါပေမဲ့ကျွန်တော်နောက်တစ်နှစ်အတွင်းမှာကျွန်တော်လမ်းလျှောက်နိုင်အောင်ကြိုးစားနေတယ်ကျွန်တော်၄ခွားထောက်လေးနဲ့ကျွန်တော်နေရာမတည့်ရလေ့ကျင့်တယ်မဖြစ်နိုင်ဘူးပြောနေတဲ့သူတွေကိုကျွန်တော်ဖြစ်နိုင်အောင်လုပ်ပြမယ်လို့စဉ်းစားတာအဲ့ဒီအတွက်လည်းကျွန်တော်တော့ရှော့ကြိုးစားနေတယ်